ဂျပန်လူမျိုးတွေဟာမိုးရေစင်းမှုကြရေးပိုက်တဲ့အစားဘာလို့တန်ကြိုးတွေကိုသုံးရတာလဲဒီတန်ကြိုးတွေကိုမိုးရေတန်ကြိုးလို့ခေါ်ပြီးရိုးရရေးပိုက်တဲ့အစားရေစင်းမှုအတွက်ရာစုနှစ်ပေါင်းများစွာကလေးကမိုးရေတန်ကြိုးကိုရွေးချယ်အသုံးပြုခဲ့ကြပါတယ်အကြောင်းရင်းတွေကပထမအချက်ကတော့မိုးရေတန်ကြိုးတွေဟာတက်စင်ရပိုးလွယ်ကူမိပုံမလှပတဲ့အလှစိမ်မှုမျိုးပေးစွမ်းနိုင်လို့ဖြစ်ပါတယ်အမျိုးမျိုးသောပုံစံအရွယ်အစားပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့အတွက်အဲ့ရဲ့ဒီဇိုင်းနဲ့လိုက်ဖတ်ညီအောင်ရွေးချယ်နိုင်ပါတယ်ဒုတိယအချက်ကတော့မိုးရေတွေဟာတန်ကြိုးတွေအတိုင်းစီးစိမ့်နေတာတာယာလီစိတ်ငြိမ်စေတဲ့အသားလေးတွေထွက်ပေါ်လာပါတယ်ဒါအပြင်အပြင်ဘက်ပုံမှန်ကျင်ကိုပိုပြီးညှက်သက်ဖွယ်ကောင်းအောင်ဖန်တီးပေးပါတယ်တတိယအရေးကြီးဆုံးအချက်ကတော့ဂျပန်ရဲ့အေးတဲ့ရာသီဥတုတွေမှာရေပိုက်တွေဟာရေခဲတာနဲ့ပိတ်ဆို့တာမျိုးဖြစ်နိုင်ပါတယ်မိုးရေတန်ကြိုးတွေကတော့ရေကိုပွင့်လင်းစွာစီးဆင်းစေပြီးခဲနီရဲ့ရေခဲတွေကိုလည်းအလွယ်တကူပြုတ်ကျစေနိုင်ပါတယ်။ဒါတွေကြောင့်ဂျပန်တွေကရာစုနှစ်ပေါင်းများစွာကလေးကမိုးရေတန်ကြိုးကိုအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။